စာပြီးထုံးနေနော်ကောင်းတယ်ဗျာဘေးလိုင်းရဲ့မှာစာပြီးတော့ဝိုင်း ဆရာလေးစာပြီးဘယ်လိုအမိုက်နိုင်မလဲနောက်တစ်လုံးကျသွားတဲ့တွေ့လက်ပါဆရာစလင်းစာပြီးဝေးသွားပြန်ပါပြီအေးအကျန်းလိုက်တာဟုတ်တယ်နော်အေးပါဗျာဖူးပြီးဆရာလေးတော့ကျန်းနေကြအတိုင်းပဲကျန်းပါပါဗျာစူးတယ်ဗျာကောင်းပါလေစလင်းပိုက်တိုးတယ်ဗျာနော်ဝမ်းလည်းပါပဲကဲဆရာလေးလက်ဝမ်းပါပေါ်ပြန်ပြီဆရာလေးပဲဆရာလေးတာယာလေးမာလေးတက်တယ်ဟုတ်လားဗျာမင်းစေဝိုင်းဗျာပူပူပါသွားတယ်ဆရာလေးပဲဘာလုပ်လဲဆရာလေးကောင်းပါဗျာအမကတော့စာပြီးနမက်ဗျာနော်ဝမ်းလက်ပါပဲမင်းရဲ့တင်ကြီးကပါသွားတာဗျာနော်ကဲရသေးတယ်ဘယ်နဲ့ဖမ်းထားတဲ့ဟုတ်တယ်လို့လည်းပြောရင်ဘူးလို့ကြွားရင်ဟုတ်ပါတယ်လက်ဝမ်းပါပဲဒီလိုပြတော့ကောင်းလုပ်ပြီးရပါလိမ့်နော်မိုင်းဒီဆိုတော့ဟုတ်တယ်ဗျာလက်ဝမ်းပါမောင်ရတဲ့ရေးအေး1 2 1 1နဲ့ရှိဦးနော်ဟုတ်တယ်1 off ဖြစ်သွားပြီနော်ပေါက်သွားပြန်ပြီဘယ်လိုင်းပဲစနေဒီဝမ်းမှာပေါက်သွားပြန်ပြီဆရာလေးပဲမာလိုက်ပြီကဲဘယ်နဲ့ဗျာဆရာလေးစာပေပိုက်တိုးပါလေဗျာနော်ကဲစလင်းစာပေကြည့်မယ်နော်ပေါက်သွားပြန်ပြီဆရာလေးဘယ်လိုင်းဝဲထုတယ်မာလိုက်ပြီဆရာလေးကောင်းတယ်ဗျာပြီးတော့ပြီးရဲ့ဟောစလင်းနဲလာလေဟုတ်ကဲ့ပါဦးတုံမျိုးရေကြည့်ရှုအားပြည့်ကျေးဇူးပါတယ်။ဒါနဲ့မှတလုံးပေါက်သွားတယ်တွေ့။ဆော်ဒီခါပါနော်ဦးတုံမျိုးရေမသိရကြပြီဗျာဦးမျိုးရေနော်။ဆယ်လေးစပြည့်ပဲ။ဟောပါတယ်စလေးမလိုက်ပြီ။ဝေဖုံးဝင်စက်ရည်အိမ်မှာပို့တက်နေတယ်ဗျာ။အဲဒီထုတ်သုံးပြီးတာ။ဝမ်းမမဝေးလို့ဒီမှာပေါင်ညောင်းလို့နှံ့တယ်။ဝေးပါတယ်။ဖိထိုးပါ။ဒီဆယ်လေးစပြည့်ထိုးပြီနော်။ဟဲ့ဘူးကူရတယ်မာလိုက်ပြီပဲဗျာနော်ဘီဘီဘူးရောပဲကြော်လိုက်ပေါသွားပြန်ပြီဒါလေးလေစန်တာပူကြောက်ဒါပဲကဲသူဩပါပဲကိုဆိုရေးစေပြီးဆွဲမယ်တော့မှာကိုဒီမှာခုနေလူနာလေးကြည်တောက်နေရပဲဟုတ်ကဲ့ပါခင်ဗျာဒါကျွန်တော်ဟို rap မီဟုတ်တယ်ပါလေဟောပါပဲလို့မလည်းမလည်းမင်းဟောနေဟုတ်ပါတယ်ခင်ဗျာတက်ပိုင်ပြည့်နော်ဆရာလေးနဲ့စလင်းပါအဲ့ပွဲမှာဆရာလေးကတင်းနေသားတယ်ဘလို့ဆက်လိုက်တာတော့လို့ကုစုလေးကုစုကောင်းပါလေဗျာဟုတ်ကဲ့ပါခင်ဗျာစောဆဲဖို့ရေးမင်္ဂလာပါခင်ဗျာညီကိုနော်ကဲစလင်းစားပြီးထိုးပြီဗျာဆရာလေးခေါ်ချင်းမလုပ်တတ်တော့ဘူးကဲဘုရားပြန်စေထားတယ်သွားပြပြီညာဦးပဲဘူးသူဟောပါလေကဲကတော့ကဲဘုသူဟာစလင်းမစားပြီးထပ်ထိုးပြီနော်ဒီလားညီသူတို့ပြောတယ်ဆလေးရိုင်းနေဗျာခေါ်ချင်းကောင်းတယ်ကွာတော့ကွာရနော်ခေါ်သွားတယ်ဗျာဆရာနော်နမစလင်းတို့ငါမှတ်ပါဗျာနော်ပေါက်သွားပြန်ပြီကောင်းတယ်ဗျာပေါက်တော့စစ်တူးကြနော်အကြမ်းကလေးမတိဖနေပြီနော်ကောင်းကြော်သွားပြန်ပြီဆရာကဲဆက်ကြသွားပြန်ပြီကြားနေတယ်ဗျာနိုင်အကုန်ကြော်လို့ရပါလိမ့်ဗျာနော်အကုန်ကြော်လို့ရပါလိမ့်ရသေးတယ်ဆရာလေးမတိမချလေးဆယ်သွားတယ်ဘတ်တယ်ဘတ်သွားပြန်ပြီဆရာလေးမလွယ်ဘူးတဲ့ဟုတ်တယ်ဗျာ3တောင်ပေးရတယ်ဒီပွဲပြီး2ပွဲရှိမှာ1ပွဲရှိနေနော်ဟောပဲကြော်ပါဆယ်ဟောပါလေဘူးကတော့ထိုင်းကန်မျိုးနော်ပေါက်သွားပြန်ပြီဟုတ်ကဲ့ပါကိုကျော်စိုးရီဒါပေမဲ့ကိုကျော်စိုးရီဒီဘက်တော့ဒါဒီနေ့ခုတ်ကက်ချင်းဒီမှာကဲဝေးသွားပါဟဲ့ကဲမကတော့82ပါဟိုမြင်တော့တာတယ်ဗျဒီနေ့တော့နော်ဒင်းငွေမတီးလို့ရပြီဗျနော်ဟိုအဖုံးတွေတီးပြီးရအိုးစီတွေပျောက်နေတယ်တော်တော်လေးကဲမကတော့8ပါမဟုတ်ဗျနော်ညီကိုတို့ကောင်းပါလေဗျနော်ရလားကဲကို
ကောင်းလိုက်တဲ့စာပြီးဗျာဝါလေး ပြုတ် ဆယ် လေး ဗျာ ကွာကောင်းတယ်ဗျာနော် ကဲဆရာလေးပြီးပြီ စလင်းကိုယ်တိုင်ပဲကြော်လိုက်တဲ့စလင်းဟိုပါ ဆ ဦး ရာလေးကောင်းပါလေဗျာအဲ့လိုပဲဖြစ်ပါလေဗျာနော်ဘိုင်ဘာကိုလာပြီးရတာ တော့ ယူ ကိုင် လို့ လာတာဟုတ်ဒါတော့ YouTube ကအင်္ဂလိပ်လိုနေတာမဟုတ်ဘူးအင်္ဂလိပ်လိုတွေပါပြောရင်ပြောနေ ကဲဆရာလေးစာပြီးထပ်ထိုးလို့မြန်ယူလို့နော် ကဲဖြုတ်ကြတယ်ကဲပြုတ်လေး ပေါက်ပြီး ရှေ့မှာတော့ပေါက်သွားတယ် ဘာလို့ဖြစ်နိုင်ပါလဲဗျာကဲ ဘောပါဗျာ ဆရာလေးစာပြီးထုတ်ကြည့်မယ်ဗျာနော်ဒီဒီမှာတော့ဆရာလေးစာပြီးပိုက်တိုးသွားပြီနော်စာဟုတ်တယ်ထက်လွင်ဦးရေနော်ဒါမှလည်းဒါ ဆရာလေးဘယ်နဲ့ပို့ထားတယ်ပြင်ထားတယ်ဆရာလေး ဘာလို့ပွားလဲဗျာပြီးပါပြီ ကျထားတယ်ပါလာတယ်ဆရာလေး ကောင်းပြီဗျာဒီတော့ လွတ်ခဲ့ပါဘူး ကောင်းပါပြီဗျာနော် အိတ်ပါ ကဲဆရာလေးစာပြီးရယူထားရပြီနော်ဟုတ်တယ်ပွဲပြီးမှပြောမယ်နော်မင်းနဲ့ ကဲမကတော့အိတ်ဖို့ပါ ကိုကျော်စိုးကြီးကျွန်တော်မလုပ်ဘူးဗျာ ကဲပြာတို့နဲ့ပေါ်သွားတဲ့တွေ့နိုင်ဖို့ပါ တိုင်းတော့ဒီကိုချင်းဗျာကဲဆရာလေးဘယ်စိတ်ကကောင်းလို့ပါလေဗျာခေါ်ချင်းကောင်းသွားပြီ ကဲအသာလေးပတ်ထားတဲ့တွေ့မကတော့ စိတ်တွေမထားနဲ့တော့ကိုမရွေးအချိန်မှာရလာရင်တော့ဒါကောင်းကြီးပေါ့ဗျာနော်ကောင်းပါလေဆရာလေးစားပြီဟာ ကဲရသေးတယ် ရသေးတယ် ထောက်ထားတယ် စလင်းဒါပေမဲ့ဆရာ လေး လေး ကဲတူလေး ကောင်းပါလေဗျာရမကတော့ဖိုင်နိုင်နေပြီနော် နိုင်သွားရင်တော့အမြတ်ပေါ့ဗျာနော်ရှုံးသွားရင်တော့ပညာရတာပေါ့ဗျာ OMG ချမ်းရဲ့ကျွန်တော်ဘေးချင်းမလုပ်ပါဘူးဗျာနော်ဘေးချင်းမလုပ်ပါဘူးဗျာအကောင့်ဖြစ်ပါပြီနော်ကျွန်တော်ကတော့မလုပ်ပါဘူးဗျာဘေးချင်းနော်ကဲစလင်းကလည်းကောင်းနေပြန်နော်ဆရာလေးကတော့နေရာယူမယ်နေဗျာဒါပေမဲ့လည်းဆယ်မြောက်ပြီနော်ကျွန်တော်ဘေးချင်းမလုပ်ပါဗျာညီကဲစလင်းဒါပဲဆရာလေးဆယ်တယ်မာပြီဘလို့ဆယ်မလဲဗျာဟာဆယ်ဝါးနေနဲ့ကနေအော်တိုင်ထိတ်ကြည့်ပါပြီဗျာနော်အမတုံးမကိုအမေတို့ရယူရတက်တက်သွားနိုင်မလားကြည့်နေဗျာနော်ဆလေးစာပေတာယာလေးပဲပြပြလေးနဲ့စလင်းကလေးမြဲနေ ကဲပူစုကောင်းပါလေပူစု ဒီသူရဲ့ဒါဒီဘလောက်လဲကိုကျွန်တော်လည်းမသိဘူးဗျအစိုးရနော်ကျွန်တော်တကယ်မသိလို့ပြောတာပါနော်သိရင်ပြပြပေးပါမယ်ဆရာလေးဘယ်နဲ့ဆဲတယ်ခေါ်ချင်းကောင်းတယ်မိမလား ကဲရသေးတယ်ပြန်ဆယ်ထားတယ် ဒီကတော့ပြနေပြီ ကောင်းပါကဲ တဲ့တိုင်းမောက်တယ်နော် စစ်ပါဆရာလေး ဟာကောင်းလိုက်လား အားမနဲ့ကျင်းလိုက်ပါကူကျူးရနေတယ် ဟုတ်လို့ပါဗျာနော် အားမနဲ့ကျင်းလိုက်ပြီ ဟုတ်တယ်အာမကရအောင်လုပ်ပေးမယ်ဟာ ကဲဘာနေတွေ့မကတော့ဘာကြီးတာကဲပိုက်တော့လည်းအမတ်တမရှာဖွေ ကွာမှုကတော့6မှတ်ထိဖြစ်သွားပြီလို့နော်ဟုတ်ပါပြီဗျညီအောင်ရင်နော်ဒါကလောမိုင်းလုံးတောင်း ဝေးသွားပါတယ် ဝေးပါလေစမင်းကပရိုဆေဗျာဟောပါပရိုဆေဗျာ ဆရာလေးပြင်မှာရေးတော့တမျိုး ဟုတ်ပါတယ်ဗျာနော်ကလောမှာပါ ဆရာမလည်းရေးချလိုက်လို့ရပါတယ်နော် အမြဲတမ်းကျန်းတဲ့ဆရာလေးပါ ဟုတ်တယ် ဝေးသွားပြန်မကြီး ဝေးပြန်နေဗျာနော်ဆလီစာပြေမလို့ရှာဖွေမလဲဗျာ ကဲပူစုပူရတယ် ဟာ ဒီကောင်း စလင်းဟုတ်တယ်လို့ Oh my god ချမ်းရင်နော်ကဲစလင်းပဲ ကဲပေါ့ မရရင်နေပါသေးဆိုပြောကြည့်ပြော ခဏကလွတ်စစ်တယ်ဒီပါဒီလာတော့ဘယ်မကြားလို့ဒီလိုလေးညီနေတော့ဒီနေ့တော့ ကောင်းမဲမရလောင်းပါလေ ဟာစလင်းစာပြေက ဝိုင်းစစ်ပါ လူကြီး ကဲပွဲသိမ့်ပါ